အေယာမတတဝါကြီးနဲ့နတ်သမီးလေးဖြစ်စီဒီတတဝါကြီးဟာကြောက်ခဲတွေကိုတကြုံကြုံဝါပြီးထူးဆန်းတဲ့ပုံစံရှိတဲ့မျောစင်ကြီးတစ်ခုဖြစ်ထက်ခါစီနေတတ်ပါတယ်သူဘာကြောင့်ဒီလိုလုပ်နေလဲဆိုတာဘယ်သူမှမသိကြပါဘူးဒါကိုမြင်သွားတဲ့နတ်သမီးလေးဖြစ်စီဖက်စီကအကြောင်းရင်းကိုတိတ်တိကျင်သွားတာပေါ့အဲ့ဒီအချိန်မှာပဲတတဝါကြီးဟာခြေထောက်တစ်ဖက်နာလို့ထောနေဖြစ်နေတာကိုသူတတိထားမိသွားပါတယ်ခြေဝါးမှာစူးကြီးတစ်ချောင်းဆိုင်နေလို့ပါတတဝါကြီးလက်ထွက်မှာတော့ပစ္စည်းကစူးလေးကိုထုတ်ပေးချင်တာနဲ့သူ့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။နောက်တော့တတဝါကြီးကသူ့ကူထဲမှာအိပ်ပျော်သွားတဲ့အချိန်နတ်သမီးလေးကအနားကိုအသားလေးပြန်သွားပြီးစူးကိုဆွဲနှုတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နာကျင်လွန်းလို့တတဝါကြီးချက်ချင်းနိုးလာပြီးသူ့ကိုဒေါသတကြီးစိုက်ကြည့်ပါတော့တယ်။ပစ္စည်းလည်းလန့်ဖြတ်သွားပြီးဘာလို့ရမှန်းမသိတာနဲ့တေးချင်းအောင်ဆောင်လိုက်ရတယ်။အဲ့ဒီမှာတင်တတဝါကြီးကကျဲလောင်စွာဟောက်လိုက်ပြီးသူ့ကိုကူပြင်ဘက်လွှင့်ပစ်လိုက်ပါတော့တယ်။အနေရရှိပေမဲ့လည်းပစ္စည်းကတော့လက်မလျှော့ခဲ့ပါဘူး။တတဝါကြီးကကြောက်ခဲတွေဆူရတာဝါသနာပါမှန်းသိတာကြောင့်ပစ္စည်းဟာသူ့အာယုံကိုဆွဲဆောင်ဖို့အတွက်တစ်ပင်မှာကြောက်ခဲတစ်လုံးချီထားလိုက်ပါတယ်တတဝါကြီးကအစမှာတော့မတင်ကဖြစ်နေပေမဲ့ကြောက်ခဲနာကိုဖြည်းဖြည်းချင်းတိုးလာတဲ့အချိန်မှာပဲပစ္စည်းကကြိုးကိုဆွဲလိုက်လို့ကြောက်ခဲကတစ်ပင်ပေါ်မြောက်တက်သွားပါတယ်တတဝါကြီးလည်းကြောက်ခဲကိုလှမ်းကိုက်ဖို့အပေါ်ကိုခုန်တက်လိုက်တဲ့အချိန်မှာပဲပစ္စည်းကအမြန်ပြန်ဝင်ပြီးစူးကိုဖြုတ်ပေးလိုက်နိုင်ပါတယ်ဒါပေမဲ့ကန်ဆိုးချင်တော့ကြောက်ခဲကရုတ်တရက်ပြုတ်ကျလာပြီးပစ္စည်းကိုဖိမိသွားပါလေရောပစ္စည်းခမညာဘလို့ပဲယုံထွက်လို့မရတော့ပါဘူးတတဝါကြီးကသူ့ကိုစားတော့မယ်လို့ထင်နေတာတကယ်တော့တတဝါကြီးစိတ်ဝင်စားတာကကြောက်ခဲပဲဖြစ်ပါတယ်တတဝါကြီးကသူ့ခြေကွားကိုရှာနဲ့လျက်ကြည့်လိုက်တဲ့အခါနာကျင်နာတွေပျောက်သွားမှန်းသိလိုက်ရပါတယ်။ဒါပေမဲ့ကျေးဇူးတင်ရမယ့်အစားမမာနထောင်လွှားတဲ့ရုံနဲ့လှည့်ထွက်သွားခဲ့ပါတယ်။ပစ္စည်းလည်းအိမ်ပြန်ဖို့လုပ်နေတော့မှပဲသူ့ရဲ့စူးစမ်းခြင်းစိတ်ကပိုလို့တောင်ပြင်းထန်လာပါတယ်။ဒီလောက်နာကျင်နေရတော့သူဘာလို့ကြောက်ခဲတွေဒီလောက်အသေးတန်စုနေရတာလဲဆိုပြီးတော့ပေါ့ခက်ခဲစောင့်ကြည့်ရတဲ့ကြားကပဲတတဝါကြီးဟာရှားဆောင်လက်ပတ်တွေကိုဝါပြီးကြောက်ခဲတွေပေါ်ထွေးချလိုက်ပြီးရင်ကြောက်ခဲတစ်တွေထပ်တင်လိုက်လုပ်နေတာကိုပစ္စည်းမြင်လိုက်ရပါတယ်။ပစ္စည်းကသူ့ရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုအသေးချလိုက်ကြည့်နေတာကိုတတဝါကြီးကသဘောမကျပါဘူး။ဒါနဲ့ပစ္စည်းဟာသူ့ရဲ့ယုံကြည်မှုကိုရချင်တာကြောင့်တတဝါကြီးစီကကျွတ်ကျလာတဲ့အမွှေးမြင့်တွေကိုကောက်ပြီးအဝိစားချုပ်ဝတ်လိုက်ပါတယ်။ဒါပေမဲ့လည်းတတဝါကြီးကသူ့ကိုဂရုမစိုက်တဲ့အပြင်ပစ္စည်းအိတ်တဲ့နေရာလေးကိုပါဖျက်ဆီးပစ်လိုက်ပါသေးတယ်။ပစ္စည်းကသူ့အတွက်ကြောက်ခဲတစ်လုံးယူလာပြီးတော့လဲလွှင့်ပစ်လိုက်ပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲတတဝါကြီးကပစ္စည်းရဲ့ကိုကနေထွက်နေတဲ့မုံလေးတွေကိုသတိထားမိသွားပြီးသူ့အနာကိုပထမဆုံးအကြိမ်ဖြစ်အလိုလိုတိုးလာခဲ့ပါတယ်။တောက်ပနေတဲ့မုံတွေကိုမြင်တော့တတဝါကြီးတိတ်ကိုပျော်သွားပုံရပါတယ်။အဲ့ဒီချိန်ကစလို့နတ်သမီးလေးဟာသူ့ရဲ့မုံတွေကိုတုံးပြီးတတဝါကြီးကိုကြောက်ခဲစုဖို့ကူညီပေးခဲ့ပါတယ်ဒီတခါတော့တတဝါကြီးကညှင်းဆန်မနေတော့ပါဘူးပစ္စည်းလုတ်ပေးထားတဲ့အိယာလေးကိုမြင်တဲ့အခါမှာတော့သူကိုယ်တိုင်ပဲဝင်အိတ်လိုက်ပါတယ်ဒါဟာပစ္စည်းကိုသူလက်ခံလိုက်ပြီဆိုတဲ့သဘောပါပဲနောက်ရက်မနက်မှာတတဝါကြီးကပစ္စည်းကိုနှိုးလိုက်တဲ့အခါကြောက်ခဲမျောစင်ကြီးပြီးစီးသွားတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ဒီမျောစင်ကြီးကဘာအတွက်လဲအဲ့ဒီအချိန်မှာတတဝါကြီးကသူ့ကိုတားလိုက်ပါတယ်ညဘက်ရောက်တော့တတဝါကြီးဟာလှပတဲ့ညကောင်းကင်ရအောက်မှာနောက်ဆုံးမျောစင်ကိုအပိတက်တီဆောက်လိုက်ပါတယ်ပစ္စည်းကတော့တတဝါကြီးရဲ့နှာခေါင်းပေါ်မှာမှီပြီးအေးချမ်းအိပ်ပျော်နေခဲ့တာပေါ့ရုတ်တရက်ကောင်းကင်ကနေကြက်တပွင့်ပြုတ်ကျလာပြီးစိမ့်ဖက်မိကုံးငွေတွေထွက်လာပါတယ်အဲ့ဒီမိကုံးငွေတွေကြောင့်တတဝါကြီးရဲ့မျက်လုံးတွေပြောင်းလဲသွားခဲ့ပါတယ်မနဲ့လင်းလို့ပစ္စည်းနိုးလာတဲ့အခါမှာတော့တတဝါကြီးပျောက်ချင်းမလားပျောက်ဆုံးနေပါပြီသူမဟာအကူအညီရဖို့အတွက်သူ့တငယ်ချင်းတင်ထင်းကိုလှမ်းခေါ်လိုက်ပါတယ်နောက်တော့တင်ကနှင်းဖုံးနေတဲ့တောအုပ်ထဲမှာတတဝါကြီးကိုရှာတွေ့ခဲ့ပေမဲ့တတဝါကြီးကသူ့အမီးနဲ့ရိုက်ချလိုက်လို့တင်တယောက်တတိလစ်သွားခဲ့ရပါတယ်ပစ္စည်းအဲ့ဒီနေရာကိုပြန်လာတဲ့အချိန်မှာပဲမျောစင်ကြီးကိုလျှက်စီအုံတိုင်းပစ်ချလိုက်ပြီးတတဝါကြီးရဲ့ခေါင်းပေါ်မှာဂျိုးနှချောင်းထွက်လာပါတော့တယ်သူဟာကျဲလောင်စွာဟောက်လိုက်ပြီးချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါတယ်ဒုတိယပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်